မင်္ဂလာပါကြည်ပြဒီနေ့ share လုပ်ပေးခြင်းတဲ့သင်ခန်းစာလေးကကြည်ပြတို့ရဲ့ဒီအိမ်ဆောက်တဲ့လုပ်ငန်းတွေမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီလက်မတွေကိုသုံးနေတဲ့လုပ်ငန်းတွေမှာပေါ့နော်လက်မတွေကိုသုံးနေတဲ့လုပ်ငန်းတွေမှာပေတွေကိုဖွဲ့ခြင်းတယ်လက်မကနေပြီးတော့မှပေကိုဖွဲ့ခြင်းတယ်လက်မကနေပြီးတော့မှဘယ်နှပေဆိုတာကိုပြန်ပြီးတော့မှသိချင်တယ်ပြန်ပြီးတော့ပြောင်းချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးပြောင်းလို့ရမလဲဆိုတာကိုဒီနေ့video lesson လေးပါ share လုပ်ပေးတော့မှာဖြစ်ပါတယ်ရှင်။အဲ့တော့ပထမဆုံးအနေနဲ့ကလက်မကိုပေအဖြစ်ပြောင်းချင်နေဆိုလို့ရှိရင်ဒီဟာကြီးကို calculator ကြီးကင်ပြီးတော့မှ82ကို7နဲ့စားမယ်ရလာတဲ့ကိန်းဂဏန်းကိုထည့်မယ်ပိုရာတွေကိုတီးတတ်မှတ်ထားမယ်ပြီးရင်လက်မပြောင်းမယ်ဆိုတဲ့ခက်ကကုန်သွားပါပြီ။အဲ့တော့ကြည်ပြတို့ဒီလက်မကိုမြင်လိုက်တာနဲ့တခါတည်းပေတီးတန်လက်မတီးတန်ခွဲထုတ်ချင်တယ်ဆိုရင်function လေး၄ခုကိုကောင်းကောင်းလေးအသုံးချတတ်တယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့လောက်လက်မကနေပေကိုဖွဲ့လို့ရနိုင်ပါတယ်အဲ့တော့သုံးရတဲ့ function ကလည်းအရင်ကြီးမခက်ဘူး int ဆိုတဲ့ integer ဆိုတဲ့ function တစ်ခုကိုသုံးပေးရတယ် substitute ဆိုတဲ့ function တစ်ခုကိုသုံးပေးရတယ် mod ဆိုတဲ့ function တစ်ခုကိုသုံးပေးရတယ်ဒီ function သုံးခုကိုဒါကိုကကောင်းကောင်းသုံးတတ်တယ်ဆိုရင်ကြည်ပြတို့လိုချင်တဲ့လက်မကနေပေကိုလွဲလင်းတကူဖွဲ့တတ်သွားပါလိမ့်မယ်အဲ့တော့int ကိုဘာကြောင့်သုံးတာလဲဒီမှာလေ့လာကြည့်မယ်ဆိုရင် int ကကြတော့ကိုယ့်ရဲ့ကိန်းဂဏန်းတွေမှာတသမတွေပါနေတယ်ဆိုရင်တသမတွေကိုဖျောက်ဖို့အတွက်အဓိကသုံးတာသဘောကတသမတွေပါနေရင်အဲ့ဒီတသမတွေကိုကိန်းပြည့်ပြောင်းပလိုက်တာဒါဆိုရင်ကြည်ပြတို့က int ကိုသုံးလို့ရတယ် substitute ဆိုတဲ့သဘောတရားကကြတော့ကိုယ့်စီမှာရှိနေတဲ့မလိုအပ်တဲ့စကားလုံးတွေကိုဖျောက်ချင်တဲ့အခါမှာဆိုရင် substitute ကိုသုံးတယ်ဥပမာလက်မတွေပါနေတယ်ပေါ့နော်ဒီလိုလက်မဆိုင်တွေပါနေတယ်ဒီလိုလက်မဆိုင်တွေကိုကိုကလုံးဝဖျောက်ပလိုက်ခြင်းနဲ့ဆိုရင် substitute ဆိုတဲ့ function နဲ့သုံးပြီးတော့ဖျောက်ပလိုက်လို့ရတယ်နောက်တစ်ခုကတော့ mod ဆိုတာကတော့ကိုယ့်ရဲ့ကိန်းဂဏန်းတွေကစားလို့မပြတ်ခဲ့ဘူးတသမတွေထွက်လာတယ်ဆိုရင်တသမတွေထွက်လာအောင်လုပ်မပေးဘဲနဲ့အဲ့ဒီဟာကိုအကျွင်းအနေနဲ့ကိန်းဂဏန်းဖော်ပေးတဲ့အခါမှာကြည့်ပြတော့ mod ဆိုတဲ့ function ကိုအဓိကသုံးပေးရတယ်ဒါဆိုရင်ဘယ်လိုတွက်မလဲလွယ်လေးပဲပေကိုအရင်ဖွဲ့မယ်ပေအတွက်ကိုအရင်တွက်မယ်ပြီးမှလက်မအတွက်ကိုတွက်မယ်ပေအတွက်ကသုံးပေးရမယ့် function က integer နဲ့ substitute နှစ်ခုသုံးပြီးလုံလောက်တယ်လက်မအတွက်က mod နဲ့ substitute ကိုသုံးပြီးတော့လက်မဖွဲ့မယ်ဟုတ်ပြီနော်အဲ့ဒါကြည်ပြတို့ကအရင်ဦးဆုံးအနေနဲ့ပေကိုဒီမှာလာပြီးတော့မလုပ်မလဲဆိုရင်အရင်တွက်မယ်ပေရဲ့ဒီဘက်ကကျတော့ inches ရဲ့တွက်မယ်ဒါဆိုရင်ပေကိုတွက်ချင်တယ်ဆိုရင်ပထမဦးဆုံးအနေနဲ့ဒီမှာရထားတဲ့လက်မကဆိုင်းကိုဖြုတ်မယ်လက်မဆိုင်းကိုအရင်ဖြုတ်မယ်နော်လက်မဆိုင်းကိုဖြုတ်ချင်တာဖြစ်တဲ့အတွက်သုံးပေးရမယ့် function က substitute ဒါဆိုညီမျှချင်းထိုးမယ် substitute test ကဒီ test လေးကိုယူမယ် comma o test ကကြတော့ double ကုတ်လေးတွေကနေရှာမှာဖြစ်တဲ့အတွက် double ကုတ်၄ခုကိုသုံးတယ်ဒီအရှိက double ကုတ်နှစ်ခုကကြတော့ကြည်ပြတို့စာသားအတွက်ပိတ်တာအလယ်က double ကုတ်နှစ်ခုကကြတော့ဒီလိုမျိုး sign တွေကိုရှာတဲ့အခါမှာတစ်ခုတည်းရှာလို့မရဘူးနှစ်ခုတွဲပြီးတော့သုံးမှသာလျှင်သူကရှာပေးနိုင်တာဟုတ်ပြီနော်ဒါကြောင့်ဒီလိုမျိုးလေးသုံးပေးရမယ် comma new text ဆိုတဲ့နေရာမှာ double ကုတ်ဘာမှမထားဘူးဖျောက်ပလိုက်မယ်လို့ပြောလိုက်တာပါပြီးရင်ခွင်းပိတ်မယ်အနာခောက်ချလိုက်ဒါဆိုရင်ကြည်ပြတို့မလိုချင်တဲ့လက်မဆိုင်ကပြုတ်သွားပြီဟုတ်ပြီနော်ဒီလက်မဆိုင်လေးပြုတ်သွားပြီဆိုလို့ရှိရင်ဒါကိုပေဖွဲ့ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စနစ်နဲ့စားလိုက်ရင်ပေထွက်လာလိမ့်မယ်ရတယ်နှစ်ချက်နှိပ်မယ်အနောက်မှာအစားစနစ်နဲ့စားမယ်အနာခောက်ချလိုက်မယ်ပြီး auto fill လေးအောက်ကိုဆွဲချလိုက်တယ်ဆိုလို့ရှိရင်စားလို့ပြတ်တဲ့ကိန်းတွေဆိုရင်တော့သူကကိန်းပြည့်အနေနဲ့ထွက်လာလိမ့်မယ်စားလို့မပြတ်တဲ့ကိန်းတွေလက်မပိုနေတဲ့ကိန်းကဏန်းတွေဆိုရင်တော့တသမအနေနဲ့ထွက်လာလိမ့်မယ်ကိုကတသမကိုမလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကြည်ပြတို့က int နဲ့ကိန်းပြည့်ပြန်ဖြတ်မယ်ဒါဆိုရင်တသမနေရာကနေစဖြတ်မှာလားဆိုရင်အဲ့ဒီလိုမဖြတ်ရပါဘူးเนาะကိုစပြီးတော့တွက်တဲ့ဇဲကွက်အစကနေပဲ function ကိုချိတ်ပေးရပါတယ်ဒါဆိုရင်နှစ်ချက်နှိပ်ပါမယ်အရှိမကာစာချပါမယ်ညီမြချင်းရဲ့အနောက်မှာเนาะ int လို့ရိုက်ထည့်ပါမယ်ပြီးရင်ခွင်းလေးစပါမယ်အနောက်မှာ comma sorry comma မလို့တော့ခွင်းပိတ်မယ်အနာခောက်ချလိုက်မယ်
ပြင်ဒါလေးကို auto fill လေးနဲ့အောက်ကိုဆွဲချလိုက်တယ်ဆိုရင်ဒီမှာ6ပေ9ပေ6ပေ9ပေ6ပေဆိုပြီးတော့ပေတွေပဲထွက်လာလိမ့်မယ်အဲ့တော့လက်မကိုဘယ်လိုရှာမှာလဲလက်မကိုရှာမယ်ဆိုရင်လေဒီ82ကိုပဲလက်မဖွဲ့ပေးရမယ်အဲဆိုပထမဦးဆုံးအနေနဲ့ကြည့်ရတော့ဘာလုပ်မှာလဲဆိုရင်လက်မဆိုင်ကိုဖြတ်မယ်ညီမြချင်းဖြတ်မှာဖြစ်တဲ့အတွက် substitute နဲ့ဖြတ်မယ် test ကဒါကိုရှာမယ်comma double quote ၄ခုနှိပ်ပါမယ် comma ဘာမှမထည့်ချင်ဘူးဖြုတ်ချင်တာဖြစ်တဲ့အတွက် double quote 2ခုပိတ်မယ်ပြီးရင်ခွင်ပိတ်အနာခောက်ချမယ်ပြီး auto fill လေးဆွဲချလိုက်မယ်ဟုတ်ပြီနော်ဒါကိုမှကြည်ရတို့ဒီစားကျွင်းကိုပဲလိုချင်တာအနောက်ကလက်မလက်ကြံကိုပဲလိုချင်တာဖြစ်တဲ့အတွက်စနစ်နဲ့ဒီတိုင်းစားလို့မရဘူးမော့နဲ့သုံးပေးရမယ်ဘာကြောင့်မော့ကိုသုံးတာလဲဆိုရင်တသမကိုအကျွင်းကြံအနေနဲ့လိုချင်လို့အဲဆိုနှစ်ချက်နှိပ်မယ် MOD မော့ခွင်းလေးစားမယ်နံပါတ်ကတော့ဒီကိန်းကနန်းကြီးဟုတ်ပြီနော်ဒါဆိုရင် comma divisor ကတော့စနစ်နဲ့စားမယ်ပြီးရင်ခွင်းပိတ်မယ်အနာခောက်ချလိုက်မယ်auto fill လေးအောက်ကိုဆွဲချလိုက်တယ်ဆိုရင်ဒီမှာလက်မအပိုတွေထွက်လာပါလိမ့်မယ်အဲဆိုရင်6ဆိုရင်ပေဆိုတဲ့ sign လေးထည့်ခြင်းနဲ့0ဆိုရင်လက်မဆိုတဲ့ sign လေးထည့်ခြင်းနဲ့အဲ့ဒီလိုလေးထည့်ခြင်းနဲ့ဆိုရင်အနောက်မှာကြည်ပြတို့ထည့်ခြင်းနဲ့ sign ကို n နဲ့ဆက်ပြီးတော့ထည့်လို့ရတယ်နော်အဲဆိုရင် n လေးနဲ့ဆက်မယ် double quote ပြီးတော့ရင်လက်မလေးပေလေးထည့်မှာဖြစ်တဲ့အတွက်တစ်ခုလေးထည့်မယ် double quote ပြီးရင်အနောက်ခောက်ချလိုက်မယ်အဲဆိုရင်ဒီမှာ6ပေဆွဲချလိုက်တယ်ဆိုရင်6ပေ9ပေ6ပေဆိုပြီးတော့ sign လေးတွေထွက်လာလိမ့်မယ်အဲ့လိုပဲ inches မှာလည်းအဲ့လိုပဲဒါဆိုရင်အနောက်မှာ n လေးနဲ့ထည့်မယ် double quote 4ခုထည့်မယ်ပြီးရင်အနောက်ခောက်ချလိုက်မယ်ဆိုရင်ဒီမှာ0လက်မဆိုပြီးတော့ထွက်လာလိမ့်မယ်အဲ့တော့ဒီလိုနှစ်ခုခွဲထွက်မှာလားမထွက်ဘူးဒီမှာပဲတစ်ခါတည်းပေါင်းပြီးတော့မှဒီနှစ်ခုကိုတွဲပြချင်တာဖြစ်တဲ့အတွက်ညာဘက်မှာကိုခွဲပြီးတွက်ထားတဲ့ function ကိုဒီမှာ n နဲ့ဆက်ပြီးတော့သုံးလို့ရတယ်ဘယ်လိုသုံးမှာလဲကိုဒုတိယတွက်ထားတဲ့ data မှာနှစ်ချက်နဲ့ညီမျှချင်းခြံပြီးတော့ကျန်တဲ့စာသားအကုန်လုံးကိုမကျွေးမကြက်အကုန်ဆက်လက်မှတ်ပါ copy ကူးပါမယ် control C နဲ့ copy ကူးပါမယ် copy ကူးပြီးရင်ဒီလိုမျိုးတခြားလွတ်တဲ့နေရာမှာဒီလိုတွေသွားမနှိပ်ရပါဘူးเนาะ control C အနာခောက်မယ်ပြီးဒီမှာရထားတဲ့နေရာမှာနှစ်ချက်နှိပ်မယ်ဒီ double quote ထဲမှာ space bar လေးအရင်ချခဲ့ပြီးရင်နောက်မှာ n လေးနဲ့ဆက်မယ် control V နဲ့နေရာချမယ်ဘာလို့လဲဆိုရင်ဒါကပေကရတဲ့အဖြစ်ပြီးရင် n နဲ့ဆက်မယ်ပြီးမှဒီအနောက်ကလက်မကိုပြန်ဆက်မယ်လို့ပြောလိုက်တာအဲ့လိုမဟုတ်ဘဲနဲ့ကြည်ပြတို့က n နဲ့မဆက်ဘဲနဲ့ control V သုံးလိုက်တယ်ဆိုရင်ဒါက function နှစ်ခုကိုတွဲသုံးတာမျိုးမဟုတ်တော့ဘဲနဲ့အဖြစ်အမှားကြီးထွက်လာနိုင်ပါတယ်เนาะဒါကြောင့်မလို့ function တစ်ခုနဲ့တစ်ခုကိုဆက်တဲ့အခါမှာဂျားထဲမှာမဖြစ်မနေ n sign လေးကိုထည့်ပေးဖို့အရေးကြီးပါတယ်เนาะပြီးရင်အနာခောက်ချလိုက်မယ် auto fill လေးနဲ့အောက်ကိုဆွဲချလိုက်တယ်ဆိုရင်ဒီမှာလက်မတွေပေတွေတစ်ခါတည်းထွက်လာပါလိမ့်မယ်အဲ့တော့ကိုကလက်မတွေရေးထားလို့ကိုရဲ့လက်မတွေကိုပေအနေနဲ့ဖွဲ့ခြင်းနဲ့လက်မအနေနဲ့ဖွဲ့ခြင်းနဲ့ဆိုရင်ဒီ function လေးတွေကိုအဓိကသုံးပြီးတော့မှပြောင်းလို့ရပါတယ်ဒါဆိုရင်ကြည်ပြတို့လက်မကနေပေကိုဘယ်လိုဖွဲ့ရမလဲဆိုတာကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ကြည်ပြတို့သင်တန်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိချင်တယ်လေ့လာချင်တယ်ဆိုရင်တော့ page မှာလာရောက်မေးမြန်းလို့ရသလိုဖုန်းဆက်ပြီးတော့လည်းအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်